ဒီစာအုပ်တုံကိုခြုံပြီးပြောရမယ်ဆိုရင်ဒီစာအုပ်ကဒီ LGBT ဇာတ်လမ်းပေါ့နော် LGBT ဇာတ်လမ်းတဲ့ဆိုင်ကျွန်တော်ဒီစကေလို့ပြောရမယ်ဒီ transgender မျိုးသမီးတွေရဲ့ဘဝတွေဖြတ်သန်းခဲ့ရတဲ့ပုံမျိုးပြီးတော့အခက်အခဲတွေပြီးတော့ခွဲခြားဆက်ဆံခဲ့ရတဲ့ပုံဒါတွေဖော်ပြထားတယ်ပေါ့နော်ပြီးတော့ဒီထဲမှာကျတော့အဓိကဒီ transgender မိမတရားရဲ့အချစ်ဇာတ်လမ်းလို့အချစ်ဇာတ်လမ်းထက်ဆိုင်ဒီ transgender မိမတယောက်ကိုရန်အောင်မှာလုံးဝအောင်မှာတကယ်ကိုစစ်စစ်မှန်မှန်ချစ်ခဲ့ဖိုးစော်ဆိုရဲလူတယောက်အကြောင်းကပို့ပြီးတော့အဲ့လိုပြောတာပုံမှန်မှန်ထင်ဒါကအချင်းချုပ်ပြောလိုက်တော့တော်လုံးကအချစ်စလန်ပဲเนาะဒီ transgender မာလေးတယောက်နေပြီးတော့ဖိုးစော်ဆိုရဲကောင်းလေးတယောက်နေရဲ့အချစ်စလန်အကြောင်းဒါပေမဲ့ဒီဝတ္ထုကိုစားဖက်လိုက်တဲ့အချိန်မှာဘာကိုပြန်ပြီးတော့သတိရမိလဲဆိုတော့ဒီဆရာတိုးဆောင်ရဲ့အကျဉ်သူကြီးပေါ့နော်အားလုံးလည်းဖက်ပြီးလောက်မယ်ထင်တယ်ဒီအကျဉ်သူကြီးတော့ဒီဆရာတိုးဆောင်ရဲ့အကျဉ်သူကြီးပိုင်မျိုးသွားရတယ်သူကအစမှာဒီဇလန်ရဲ့အစမှာဇလန်အစဆိုတာတဲ့ပေါ့နော်ဒီဇလန်ရဲ့ဒီအစပိုင်းနေမှာကျတော့ဒီဖိုးစော်ဆိုတဲ့ကောင်လေးတယောက်ကဒီဇပွဲမှာပဲဒီညာနတ်သမီးလေးများဆိုရဲဒီဇက်တပင်မှာပေါ့နော်ဒီ transgender တော့မိန်းမရှာတွေပဲစုပြီးတော့ကားတယ်ဒီနတ်သမီးလေးများဆိုဇက်တပင်သွားကြည့်နေဇပွဲကိုသွားကြည့်နေအမှ transgender မှာလေးမျိုးဓာလေးပေါ့နော်မျိုးဓာလေးရဲ့မျိုးဓာလေးကတာကိုကြည်ရင်းနဲ့မှချစ်မိသွားရဲဆိုတဲ့အကြောင်းကနေစထားတယ်ချစ်မိသွားရဲဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုပဲအချင်းသူဒီမှာလည်းအတိုင်မျိုးလေးကိုနန်းတွေကဒီစပွဲကြည်ရင်းနဲ့ဒီရမင်းသူစာကတာကိုကြည့်ပြီးတော့ဆွဲလန်းချစ်မိသွားတယ်ပေါ့အဲ့ကြောင့်မို့ဒီຢာကအစထားတာကဒီအချင်းသူဒီဘိုက်ကလေးတွားပြီးတော့ရတယ်ပေါ့နော်အဲ့အဆောင်ကိုတွားပြီးရမိစီအဲ့ကြောင့်မို့ကျွန်တော်စဉ်းစားကြည့်တာဒီဇလန်းရဲ့အသွားလာရေးသူတို့ဆရာသူဆောင်ရဲ့အချင်းသူဒီရဲ့ဇလန်းကိုပြန်ပြီးစဉ်းစားမိပြီးတော့ပြီးတော့ဒီလောကမှာ left at first sight ပေါ့နော်ဒီနေချင်းအချစ်လို့ပြောရမယ်ဒါရအချစ်မှမျက်စိမရှိဘူးလို့ဘာလို့တိတ်ပြီးတော့ယုံကြည်စရာတော့မရှိဘူးဘာကြောင့်လဲဆိုတော့ဒီ site ကနေပဲအားလုံးကချစ်မိကြတယ်ဆိုတော့မြင်ချင်းအချစ်ဆိုတာကတကယ်ရှိတယ်ဆိုတဲ့အကြောင်းသိရတယ်ဒီဇာတိုးဆောင်ရဲ့အချင်းသူဒီစာအုပ်ရဲ့ဒီခေါင်ရမ်းပန်းသွင်းစာအုပ်ကိုကြည့်ပြီးတော့ပေါ့နော်ဒီမျိုးဓာလီကိုတွေ့ပြီးတော့ဆက်ဆက်လန်းလန်းချစ်သွားတယ်ပေါ့နော်နောက်ပိုင်းအချင်းသူဒီနဲ့ကတော်တော်ပိုက်ချင်းတူတယ်ပြောရမယ်အဲ့လိုသူကြိုက်မိသွားပြီးတော့ဒီဇပွဲမှာစောင့်နေရတယ်ပြီးတော့ဒီကမာမျိုးဓာလေးနဲ့သွားပြီးတော့တွေ့ဖို့ကြိုးစားရတာကြီးပေါ့နော်ဒီအထိကဒီအချင်းသူဒီရဲ့ vibe မျိုးရတယ်ဒါကြောင့်မလို့ယောက်ျားမိန်းမဆိုရဲဂျန်ဒါနဲ့မဆိုင်မင်းနဲ့ကျွန်တော်ကဒီလူတယောက်ကဒီလူတယောက်ကိုပဲမြင်မြင်ချင်းစွတ်လန်းလန်းချစ်မိသွားတယ်ဆိုတဲ့ဟာမျိုးကိုဒီအတိမျိုးကိုရရပေါ့နော်အချင်းနောက်တစ်ခုကဒီထဲမှာကျတော့ခေါင်ရမ်းပန်းအကြောင်းပေါ့နော်ဒီဟာခေါင်းစီရတဲ့ခေါင်ရမ်းပန်းပွင့်အကြောင်းဖြစ်နေတယ်ကြောင့်ခေါင်ရမ်းပန်းအကြောင်းခေါင်ရမ်းပန်းကကျွန်တော်ငငယ်ကကြတော့ဒီခေါင်ရမ်းပန်းကိုကြတော့ဘယ်လိုပြောရမလဲမကောင်းတဲ့ဘက်ကနေပဲမြင်ကြပါတော့မတာပန်းတို့နောက်ကဒီအတုဝတွေမှာတုံးတဲ့ပန်းမျိုးပေါ့နော်ပန်းတော့မပန်းရဲကြဘူးကွာပန်းမို့နေတာအဲ့လိုမျိုးထိဖို့ကင်ဖို့တော့မှအဲ့လိုယွန်နေကြတဲ့သဘောတရားမျိုးရှိတယ်ဒါပေမဲ့ဒီထဲမှာဖတ်ကြည့်လိုက်တော့ဒီခေါင်ရမ်းပန်းဆရာပြိုးကိုကဒီခေါင်ရမ်းပန်းအကြောင်းကိုဒီထဲမှာညှက်ပြီးတော့ပေါ့နော်ပြောထားတယ်ဒီခေါင်ရမ်းပန်းအကြောင်းခေါင်ရမ်းပန်းကဘာလဲဆိုတော့ဒီစာအုပ်ကိုဖတ်လိုက်ခြင်းအပြင်သိသွားခေါင်ရမ်းပန်းကကျွန်တော်ထင်နေသလိုမတာပန်းအတုပမှာသုံးတဲ့ပန်းမဟုတ်ဘဲနဲ့အများအောင်မှာအကျိုးအများကြီးရှိရဆိုတဲ့အကြောင်းပေါ့နော်သိသွားတယ်ဒီထဲမှာဆိုရင်ခေါင်ရမ်းပန်းဆိုတာကဘယ်လိုပြောမလဲခေါင်းနားမှာပန်ပြီးတော့အခြေတချင်းမြူးလေးကိုဆိုလိုက်ပြီဆိုရင်အဲ့လိုမျိုးကိုချစ်တဲ့သူကကိုရှီကိုရောက်လာတာမျိုးပေါ့နော်အဲ့တော့လင်ခွဲမရက်ခွဲဆိုရင်ခေါင်ရမ်းပန်းပန်ပြီးတော့အိတ်လိုက်နေဆိုရင်အဲ့လိုကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့မိန်းမကိုရှီကိုပြန်လာတာမျိုးဒါမျိုးရှိရဲဆိုတဲ့အကြောင်းသိရတယ်ပြီးတော့ဒီဟာဝိုင်ကျွန်းရဲ့နတ်ပန်းပေါ့နော်ဒီအမှဆိုရင်သူကခေါင်ရမ်းပန်းဆိုရင်ဘယ်ဘက်မှာပန်းရင်ဘာဖြစ်လဲပေါ့နော် single လား IS လားပြီးတော့ညာဘက်မှာပန်းရင် single လား IS လားအဲ့လိုမျိုးသတ်မှတ်ချက်တွေရှိရပေါ့နော်ဒီခေါင်ရမ်းပန်းတွင်းကအဲ့လိုမျိုးထူးခြားမှုတွေရှိရဲဆိုတဲ့အကြောင်းဒီ significance of the hibiscus လို့ခေါ်တဲ့ဒီခေါင်ရမ်းပန်းရဲ့ထူးခြားရဲ့ဝိသေသလက္ခဏာကိုကျွန်တော်သိသွားတယ်ပေါ့နော်နောက်တစ်ခုကဒီစာအုပ်တုံလုံးညှိရမယ်ဆိုရင်အချို့တွေကမေးကြတယ်ဗျာဒီ LGBT ဆိုတာပါလဲပေါ့ LGBT ရဲ့မှာကျွန်တော် gay ဆိုတာကဘယ်လိုလူမျိုးလဲလို့
ဘယ်လိုလူမျိုးလဲလို့မေးလာခဲ့တဲ့မေးခွန်းမျိုးတွေရှိတယ်။ဂေးဆိုတာဘယ်လိုမျိုးလဲ။ဥပမာတချို့ကျွန်တော်တို့ငါ့အညာထင်ခဲ့တာသပင်ရှိရေးသပင်တူတွေဝတ်မယ်။ပြီးတော့မိန်းမပုံစံဖမ်းမယ်။နောက်ပြီး6တီးဆေးပြားရောင်းမယ်ပေါ့တည်ရမှာဟိုမြန်မာအမှုပညာရေးမှာလည်းဖော်ပြခဲ့တဲ့အတိုင်းပဲယောက်ျားတွေကိုပုတ်တိပုတ်တက်လုပ်မယ်။ဟိုဘယ်လိုမျိုးနှိမ့်ကြတဲ့ဇေယုတ်တွေနဲ့ပုံဖော်ခံထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနိုင်ငံကလူတွေကပေါ့နော်။ဒီဂေးဆိုတာဘယ်လိုလူမျိုးလဲလို့မေးလာခဲ့မဲ့မေးခွန်းရှိမယ်ဆိုရင်ကျွန်တော်ဒီစာကလေးကိုဖတ်ခိုင်းလိုက်အဲ့ဒါဆိုသူတို့နားလည်ပါမယ်ဒီထဲမှာကျတော့အမျိုးမျိုးပဲဒီ LGBT မျိုးစားမှာဒီ gay ထဲမှာဒီလိုမျိုးမိန်းမရှာအမျိုးသားရှိတယ်ကျွန်တော် transgender ပုံစံတွေရှိနေတယ်ပြီးတော့ဒီထဲမှာဒီ transgender အသီးသတ်မဟုတ်ဘဲနဲ့တခြား gay ပုံစံတွေပါအများကြီးဖော်ပြထားတာပေါ့ဗျာဥပမာ manly gay မျိုးတွေလည်းပါတယ်ဒီထဲမှာstraight ကိုမှသဘောကျတဲ့gay မျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒီ gay မျိုးစားအများကြီးကိုသူကဒီထဲမှာလေဟို transgender ဟိုဦးစားပေးတာမဟုတ်ဘဲနဲ့တခြားဇက်ကောင်တွေကနေအနေနဲ့နေပြီးတော့လေဒီတခြား gay မျိုးစားအများကြီးပါတော့ဖယ်သွင်းပြီးတော့ဖော်ပြထားတယ်ပေါ့နော်ဒါကြောင့်မို့ဒီ gay ဆိုတာဘယ်လိုလူမျိုးတွေလဲဆိုပြီးတော့မေးလာခဲ့မှဆိုရင်ဒီစာအုပ်ကလေးကိုညွှန်ပြီးတော့ဖတ်ခိုင်းလိုက်ဒါဆိုရင်စင်ပြေသွားရင်ခင်ဗျားတို့ပြေးစံပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့ဒီဟာကဒီစာအုပ်ကဒီအခုခေတ်ရဲ့အခြေအနေကိုအခုခေတ်ကာလ period ကိုအခြေခံထားမှာမဟုတ်ဘဲနဲ့ကျွန်တော်2000ခုနှစ်ပေါ့နော်2000ခုနှစ်ဝန်းကျင်ကျွန်တော်ဆို2001ဆိုရင်ကျွန်တော်မမွေးသေးဒီ2000ခုနှစ်ဝန်းကျင်ကာလကိုပုံဖော်ထားတာပေါ့နော်ဒီ2000ခုနှစ်ဝန်းကျင်ကာလမှာရှိတဲ့ဒီ gay တွေရဲ့ကျစားပုံအကြောင်းတွေပြီးတော့အခင်းကကျွန်တော်တို့အင်တာနက်တွေမပေါ်ဘဲနဲ့ဗျာစင်ကတ်တော့မှ GSM စင်ကတ်တွေစင်ကတ်တကယ်ရဖို့ရေးရှောက်လာနေတင်ပြီးတော့အဲ့လိုမျိုးယူရတဲ့တောင်းဆိုရတဲ့ခစ်တွေပေါ့နော်အဲ့ခစ်တွေမှာနောက်ကဖုန်းဆိုလဲဒီအများသုံးဖုန်းပြောဆိုင်မှာတန်းစီပြီးတော့စောင်းရတဲ့ခင်မျိုးတွေနောက်ကဒီ internet သုံးမယ်ဆိုလဲGtalk သုံးတာတွေနောက်က Visa chat တွေပေါ့နော်ဒါတွေသုံးတာဒီခစ်တွေကိုအခြေခံပြီးတော့ရေးထားအဲ့တော့ဒီစာကလေးကိုဖတ်ကြည့်လိုက်တော့အခစ်အနေထားဆက်သွယ်ရေးအခြေအနေတွေပေါ့နော်နောက်ကကျတော့ဒီအခစ်မှာရှိတဲ့ဒီ gay တွေရဲ့ဘယ်လိုကျစားကြလဲဆိုတဲ့အကြောင်းအဲ့ထက်မှာပါလာကဟိုရန်ကုန်မှာဆိုရင်စူးလီနာမှာကျစားရဲဆိုတဲ့အကြောင်းခေးရွာဆိုတာရှိရပေါ့နော်အဲ့လိုအိမ်သားတွေထဲမှာအဲ့လိုမျိုးဟိုဖြစ်ကြတာတွေပေါ့နောက်ကဒီတင်ကြီးစည်းတရားဘုံကျော်တရားတွေအပေါ်မှာသူတို့ကအဲ့လိုမျိုးကျစားကြတာတွေဆိုတဲ့အကြောင်းအဲ့လိုမျိုးတစ်ချိန်ကပေါ့နော်အဲ့လိုကျစားခဲ့ရဆိုတဲ့အကြောင်းသိရတယ်နောက်ကဒီထဲမှာကျတော့ဟို LGBT ထဲမှာပဲဒီ LGBT ကိုပုံဖော်သွားမှာမဟုတ်ဘဲနဲ့ဒီ LGBT တယောက်ချင်းစီကနေပြီးတော့ပိုင်ဆိုင်ထားတဲ့မိဘတွေအကြောင်းမှာပုံဖော်ပါဘူးဆိုအမေဒီ transgender လင်းရဲ့အမေ transgender ဒီမျိုးသားလေးရဲ့အမေဒီလိုမျိုးဟိုလူချင်းဟိုဂေးချင်းတူပေမဲ့ပိုင်ဆိုင်ထားတဲ့မိဘတွေချင်းမတူဘဲပုံပေါ့နော်ဒီမိဘတွေကနေပြီးတော့သူတို့သားသမီးပုံဆက်ဆံတဲ့ပုံဒါတွေအများကြီးဖော်ပြထားတယ်ပေါ့နော်ဆက်ဆံတဲ့ပုံပေါ်မှာမူတည်ပြီးတော့ပဲဒီ LGBT ရဲ့ဘဝဒီ gay တွေရဲ့ဘဝဘယ်လိုမျိုးခက်ခဲကြလဲကြမ်းတမ်းကြလဲဆိုတာဟုတ်အများကြီးဖော်ပြထားတယ်ပေါ့နော်ဒီဟို gay ဘဝချင်းတူပေမဲ့ဒီပိုင်ဆိုင်ထားတဲ့မိဘတွေချင်းမတူဘူးဆက်ဆံတဲ့ပုံချင်းမတူဘူးဆိုတာကိုတော်တော်လုံးဝ effective ဖြစ်ကိုဖော်ပြထားတာမိဘဒီစာအုပ်ထဲမှာကဟိုနောက်ထပ်အသားပေးဖော်ပြတာအသားပေးအဓိကဇက်အိမ်တည်ထားတာဒီပေါ်မှာခြေတည်ထားတာပေါ့နော်ဒါအဓိကဇက်အိမ်ပဲသူကဘာလဲဆိုတော့ HIV ရဲ့ AIDS ပြီးတော့ကာလာတာယောဂါပေါ့နော်ဒီယောဂါတွေအကြောင်းကိုတိကျကျဖော်ပြထားတယ်ကျွန်တော်အခင်းက2000ခုနှစ်ဝန်းကျင်ခေတ်မှာဆိုရင်တော့ HIV ဖြစ်ရင် AIDS ဖြစ်ရင်အရန်